တော်ရဲမှာဘယ်တော့မှမစုံသင့်တဲ့ကြောက်စရာအကောင်းဆုံးငှက်ကြီးတွေမင်္ဂလာပါယူသားနဲ့ဒိမန်ပရိသတ်ကြီးရေငှက်ဆိုတာအေးဆေးဆေးပြန်တန်းနေတဲ့တတဝါလေးတွေပါလို့ထင်နေရင်တော့အခုပြောပြမယ့်ငှက်တွေနဲ့တွေ့လို့ရှိရင်အဲ့ဒီစိတ်ကူးတွေပြောင်းသွားပါလိမ့်မယ်အဝေးကကြည့်ရင်လှပနေနိုင်ပေမဲ့အနားရောက်သွားရင်တော့ကျွန်တော်တို့ကိုဒဏ်ရာအပြင်းထန်ပေးနိုင်ရုံနဲ့မကဘဲအသက်အန္တရာယ်ပါပေးနိုင်တဲ့ဒိုင်နိုဆောမျိုးနွယ်စုတွေတော်ရဲမှာရှိနေစေပါကြောက်စရာကောင်းတဲ့လက်သေးကြီးတွေပြင်းထန်တဲ့ကန်ချက်တွေနဲ့ရုပ်ဆိုးဆိုးလူသားသမားငှက်ကြီးတွေအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ပါပထမဆုံးငှက်ကတော့ secretary bat လို့ခေါ်တဲ့ငှက်အတွင်းရေးမှူးကြီးဖြစ်သွားပြီကြည့်လိုက်ရင်တော့ခြေတန်းရှည်ရှည်နဲ့မော်ရီတယောက်လိုလှပနေပေမဲ့သူဟာအာဖရိကဒေါ်ရိုင်းထဲမှာအစိတ်ရှိမွေတွေကိုအသေးကန်တတ်တဲ့လူသက်သမားတူပါသူရဲ့ကန်ချက်ဟာမွေတကောင်ရဲ့ဥကောင်းကိုတစ်ချက်သေးနဲ့ကြေးမွားသွားစေနိုင်လောက်တဲ့အထိပြင်းထန်ပြီးကန်အားကသူ့ခန္ဓာကိုယ်၄ချိန်ထက်9ဆလောက်ပိုများပါတယ်ဒါကြောင့်သူ့ကိုလှပတဲ့အတွင်းရေးမှူးလို့မထင်ပဲနဲ့အန်ဒီရရှိတဲ့အခြေခံချက်ပိုင်ရှင်လို့မှတ်ထားသင့်ပါတယ်ဒုတိယမြောက်တစ်ကောင်ကတော့မာရာဘူစတော့လို့ခေါ်တဲ့ငှက်ကြီးပါဒီငှက်ကိုတော့တုတ်တန်ဆောင်ငှက်လို့လည်းတင်စားကြပြီးသူ့ရဲ့ရုပ်ရည်ကတကယ်ကိုကြောက်စရာကောင်းပါတယ်လက်ဓာတ်ရီနဲ့ခက်စင်စင်ဆိုပေမဲ့လက်ဓာတ်မဟုတ်ပါဘူးဦးကောင်းမှာအမွေးမရှိပဲသွေးရောင်ဖြော့ဖြော့အသားချင်းနဲ့အတူအလွန်ကြီးမားတဲ့နှုတ်သီးကြီးပါရှိပါတယ်သူကတေပြီးသားအကောင်အပုတ်တွေကိုစားသလိုပဲအခွင့်ရရရင်တခြားတိရစ္ဆာန်လေးတွေကိုလည်းရရဆက်ဆက်ထိုးသက်စားတောက်တတ်ပါသေးတယ်သူရဲ့ရုပ်ဆိုးဆိုးပုံစံနဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့်သူ့ကိုမြင်လိုက်ရုံနဲ့ကြောချမ်းစရာကောင်းလာပါတယ်တတိယမြောက်ကတော့ကမ္ဘာအန်ဒီရဲ့အရှိဆုံးငှက်လို့ဂင်းနေစံချိန်တင်ထားတဲ့တောင်ပိုင်းခက်ဆိုဝါရီပဲဖြစ်ပါတယ်ဒီငှက်ဟာတောထဲမှာတွေးခဲ့ရင်အသက်ရှင်မှုမျှော်လင့်ချက်အနည်းဆုံးလို့ဆိုရမှာပါသူရဲ့ခြေထောက်မှာ12စင်တီမီတာလောက်ရှည်လျားပြီးဓမြောင်လိုထက်မြတဲ့ခြေသေးကြီးတွေပါရှိပါတယ်တစ်ချက်တည်းနဲ့လူတစ်ယောက်ရဲ့ဝမ်းပိုက်ကိုပွင့်ထွက်သွားအောင်ကန်နိုင်တဲ့အစွမ်းရှိပြီးအရန်ကိုနယ်မြေစိုးမိုးလိုစိတ်ပြင်းထန်တာကြောင့်သူ့နယ်မြေထဲရောက်သွားရင်တော့ဘယ်တော့မှအကောင်းတိုင်းပြန်ထွက်လာဖို့မလွယ်ကူပါဘူးနောက်ဆုံးတစ်ခုကတော့ဟိုဝယ်ဇင်လို့ခေါ်တဲ့ထူးဆန်းတဲ့ငှက်ကြီးပဲဖြစ်ပါတယ်ဒီငှက်တွေဟာတခြားငှက်တွေနဲ့မတူဘဲနဲ့ဒိုင်နိုဆောတွေလိုမျိုးအတောင်ပံမှာလက်သေးတွေပါတာပါသူတို့ရဲ့ခြေထောက်ဒီမှာရင်လက်သေးပါတာမဟုတ်ပါဘူးအတောင်ပံဒီမှာလက်သေးပါနေပြီးအမဲလိုက်တဲ့အခါမှာအသုံးချပါတယ်ဒါပေမဲ့သူ့ရဲ့ကြောက်စရာအကောင်းဆုံးအချက်ကအဲ့ဒီလက်သေးမဟုတ်ဘဲနဲ့သူ့အနံ့ဖြစ်သွားသည်ဒီငှက်ဟာနွားရီလိုမျိုးအစာရင်ထဲမှာအပင်တွေကိုအချင်းဖောက်ပြီးစားသုံးတာကြောင့်မလို့အဲ့ဒီငှက်စီကနေပြီးတော့အလွန်ကိုဆိုးရွားတဲ့မစင်နံ့လိုမျိုးအပုပ်နှံ့ထွက်နေတတ်သွားသည်ဒါကြောင့်မလို့သူ့ကိုနတ်ဆိုးငှက်သို့မဟုတ်အပုပ်နှံ့ထွက်တဲ့ငှက်လို့လည်းခေါ်ကြပြီးအနားကိုကတ်ဖို့တော့မှမဖြစ်နိုင်တဲ့ငှက်မျိုးစိတ်ဖြစ်သွားသည်ဒီကြပါရီအခုပြောပြခဲ့တဲ့ငှက်တီတွေကတကောင်မှအပြင်မှာကျွန်တော်တို့မျက်နှာချင်းဆိုင်ပြီးစုံရဲကြမှာမဟုတ်ပါဘူးစုံမိရင်လည်းမလွယ်ပါဘူးတဘာဝတရားကြီးကဖန်တီးထားတဲ့ဒီငှက်ကြီးတွေဟာကျွန်တော်တို့ထင်ထားတာထက်ပိုစမ်းကျယ်တယ်လို့ပူလဲအန်ဒီရများပါတယ်အလားပါဆိုတာတခါတလေမှသိစေနိုင်တဲ့အစိတ်တစ်ခုဖြစ်နေတတ်တာကြောင့်တော်ရဲမှာဒီလိုကောင်မျိုးကြီးတွေနဲ့စုံတဲ့အခါမှာအဝေးကနေပဲနှုတ်ဆက်ပြီးအမြန်ဆုံးရှောင်ထွက်သွားကြဖို့အတွက်လည်းအကြံပေးပါရစေအခုလိုအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နောက်ထပ်လည်းကမ္ဘာတစ်ဝန်းကအန်အောစီယာအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မှာမို့လို့ Youth Entertainment Page လေးနဲ့ Channel လေးကိုလည်းပဲစောင့်ကြည့်ဖို့မမေ့ကြပါနဲ့အောင် Like and Follow Subscribe မလုပ်ရသေးလို့ရှင်လဲ Subscribe လေးလုပ်ခဲ့ပါအောင်ခင်ဗျာ